အဲ့ဒီမေးချင်လားမသိရတယ်မသိကဲမင်္ဂလာပါအဲ့တော့ကျွန်တော်တို့အချိန်လေးသွားပါမယ်ဒီနေ့မှာကျွန်တော်အကြိုက်ဆုံးအချိန်စီကျွန်တော်16အချိန်ပါနော်16အချိန်တကွက်ကောင်းမဖြစ်မနေထိုးမယ်နော်ဒီနေ့မှာတကွက်ကောင်းကိုမဖြစ်မနေထိုးပါမယ်နော်အားလုံးပဲတကွက်ကောင်းမဖြစ်မနေထိုးမယ်ဒီကွက်တကွက်ကျွန်တော်အခုဒီညနေပြောမယ်အကွက်တကွက်မှမထိုးရင်တော့တကွက်ကောင်းတော့ထိုးပြီနော်အဲ့တော့မီးချစ်ဆိုတော့9နှစ်တဲ့နော်ကဲနော်မီးချစ်ဆိုတော့9နှစ်ပေါ့နော်ကဲတော့မင်္ဂလာပါအဲ့တော့ကျွန်တော်တစ်ချအချိန်မှာတင်းတဲ့ဘက်ကအကွက်လေးတွေရွေးချက်ပေးမယ်နော်ကျွန်တော်6တဲ့ဘက်ကအကွက်လေးတွေရွေးချက်ပေးမယ်ပြီးရင်အပြင်မင်းရဲ့တကွက်ကောင်းရယ်နော်အဲ့တော့ဒီညနေမှာကိုကကျွန်တော်ပြောတဲ့ကဏ္ဍလေးမထွေးတော့မှတကွက်ကောင်းကိုမဖြစ်မနေလိုက်ထိုးပါနော်တကွက်ကောင်းကိုမဖြစ်မနေလိုက်ထိုးပါနော်တစ်ချအချိန်မဲ့ကြိုင်ပါပါနော်ကဲတော့တကွက်ကောင်းမဖြစ်မနေလိုက်ထိုးမယ်နော်6လီတာဆိုတော့3.6ထိုးတဲ့ကဲမင်္ဂလာပါအဲ့ဒါတင်းတဲ့ဘက်ကကဲတင်းတဲ့ဘက်ကကျွန်တော်တို့ဒါ1 2 1 5 1 9 1 9ပါ1 2 1 5 1 9 1 9เนาะအကြိုက်ဆုံးနှစ်ခွက်ကိုရွေးချယ်ပေးမယ်1 2နဲ့1 9เนาะ1 2 1 5 1 9 1 9အကြိုက်ဆုံးနှစ်ခွက်ဒီ1 2နဲ့1 9เนาะ1 2နဲ့1 9ပါအပြီးဒီနောက်မြန်ရှာအောင်ပါကျွန်တော်အဲ့မွေးတွေပါညာဖြစ်မှာဆိုတော့တော်ကြောင်ပါဖြစ်မှာဆိုတော့ရှူးရှူးဆိုရင်ကြောက်နော်ပေါက်ရှင်နေပြီတဲ့နော်ကဲတော့တင်းနံပါတ်1 2 1 5 1 9 1 9အကြိုက်ဆုံးနှစ်ခွက်ဒီကျွန်တော်တို့1 2နဲ့1 9ပါအဲ့တော့6နံပါတ်ဆက်တော့အောင်မယ်6နံပါတ်ကျွန်တော်6 2 6 9နော် sorry 6 2 6 5 6 9 6 9နော်6 2 6 5 6 9 6 9 6 2 6 5 6 9 6 9အကြိုက်ဆုံးနှစ်ခွက်အကြိုက်ဆုံးနှစ်ခွက်ဒီ62ရယ်69ရယ်လက်မလေးတွေမနေရသေးဘူးနော်အဲ့တော့ကျန်တဲ့လူ1000ကျော်လောက်ကလက်မမနေရသေးဘူးနော်လူတစ်ဝက်လောက်ပဲနဲ့1000ကျော်လောက်ပဲနေရတယ်နောက်ထပ်လူ1000ကျော်လောက်ကလက်မမနေရသေးဘူးလက်မလေးနေပြီးပါနော်6နဲ့6 5 6 9 6 9အကြိုက်ဆုံးနှစ်ခွက်6နဲ့6 9အဲ့အကြိုက်ဆုံးလေးတွေတတိထားပါနော်အကြိုက်ဆုံးလေးတွေတတိထားပါဒီညလေးမှာနော်ဟိုကအများကြီးလိုက်မထိုးနိုင်တော့မှအဲ့အကြိုက်ဆုံးလေးတွေလိုက်ပြီးတော့တတိထားပါနော်နေရာပြောင်းပါလားနေရာမပြောင်းဘူးဒီနေရာလက်ကီးကောင်းပါတယ်နော်ဒါဒီတစ်ပတ်ပါပဲနော်လက်ကီးကောင်းပါတယ်ဒီနေရာလည်းတကွယ်ကောင်းနေတော့ဒါဒီတွေအောင်ဝဲခံထားရတယ်တကွယ်ကောင်းပါညာဒီနေရာမှာပဲအောင်ဝဲခံထားရတယ်နော်ဘာလဲဖေးအရင်လိုဖျားခန်းရှိပြန်သွားအောင်ပါโอเคအဲ့တော့အပြင်မိန်းလေးသွားမယ်အပြင်မိန်းတွေကျွန်တော်8 2 8 8 2 8 5 8 6ပါနော်အပြင်မိန်းတွေကျွန်တော်8 2 8 5 8 6ပါ82 85 86နော်စားကိုလေးစားလို့လေစိတ်ညစ်စရာလည်းဘာမှမပြောဘူးလို့ဒါပဲကိုစရာလေးနော်ကျွန်တော်လည်းပြောပဲနေအခုကိုမှလည်းပြောပဲနေပါနော်8 2 8 5 8 6ပါ8 2 8 5 8 6တကွက်ကောင်းစီ10 break ပါနော်ခံမှန်းကြည့်ပါတကွက်ကောင်းစီ10 break ပါခံမှန်းကြည့်ပါအဲ့တော့ကိုကြိုက်တာကိုမှတ်မယ်တကွက်ထဲမှတ်မယ်တကွက်ကောင်းစီ10 break ဖျားရှယ်ဖျားခန်းရှိကပုံမှာကိုကောင်းပါတယ်โอเคပါမွေးဆိုရင်လည်းခွန်ထိုးတယ်မွေးဆိုရင်ကျွန်တော်ခွန်လေးတို့ခွန်တို့82တို့ပါညာထိုးလို့ရတယ်ပြီး80တို့တော့ထိုးကြရအများကြီးပါပဲကဲတော့နော်ဒီဘက်ကောင်းလေးကျွန်တော်တို့ဒါ10 break ပါကျွန်တော်ဒီညနေမှာအကြိုက်ပေါ့နော်10 break 10 break ပါအကြိုက်ဆုံးကပါနော်